ရှင့်ကိုလက်ထက်ရမှာကျမဝမ်းသာပါတယ်ဖြစ်နိုင်မယ်ဆိုရင်3 ရက်အတွင်းကျမအိမ်ကိုလာပြီးတရားဝင်လက်ထက်ခွင့်တောင်းပေးပါရှေ့ရတဲ့အချစ်စကားတွေတခုမှမရေးခဲ့ဘူးကျမသူ့ကိုလက်ထက်ချင်တယ်ဆိုတဲ့စိတ်ဆန္ဒကိုပဲတိုက်ရိုက်ရေးပို့လိုက်တယ်အမကကျမဘေးမှာရက်ရင်ကျမရေးနေတဲ့မညီမညာလုံးဝိုင်းဝိုင်းတရုပ်စာလုံးတွေကိုတလုံးချင်းကြည့်နေခဲ့တယ်ပြီးတော့ရေးရင်းပြောလိုက်တယ်ဒီပေးရင်ဆိုတဲ့သူကငါတို့ဆွဆွကိုတစ်ခါပဲတွေ့ဘူးသေးတာဒါပေမဲ့ဆွရဲ့နှလုံးသားကိုရသွားပြီဆိုတော့တကယ်ကန်ကောင်းလိုက်တာပဲကျမအမရဲ့နှွေးထွေးလှပတဲ့မျက်နှာကိုကြည့်ရင်နှက်ခမ်းကိုကိုက်ကပြုံးလိုက်မိတယ်ဒီတစ်ခါတော့အမစိတ်အေးနိုင်ပြီအရင်ဘဝလိုမျက်နှာတစ်ကောင်မှာကျမအခန်းထဲတိတ်တိတ်လေးဝင်လာပြီးအိယာဘေးမှာထိုင်ရင်းမျက်ရည်တိတ်တိတ်ကျနေစရာဘယ်တော့မှရှိတော့မှာမဟုတ်ဘူးအရင်ဘဝပဲဖြစ်ဖြစ်ဒီဘဝပဲဖြစ်ဖြစ်အမကအမြဲစိုးရိမ်နေခဲ့တာတခုပဲသူလက်ထပ်သွားပြီးနောက်ကျမကိုမင်းအိမ်တော်မှာလူတွေအနိုင်ကျင့်မှာကိုပါမင်းဆွရေးလိုက်တဲ့စာဟာယိုနေမကွအိမ်တော်ကိုရောက်ရှိသွားခဲ့တယ်ပေးရင်ရဲ့အစီကံကအဲ့ဒီစာကိုရင်ခွင်ထဲတေချာထည့်ထားပြီးသူ့တခင်ရဲ့အခန်းစီကိုအလျင်အမြန်ပြေးသွားတယ်ဒီရက်ပိုင်းအတွင်းပေးရင်ဟာမင်းမိသားစုရဲ့ဒုတိယတခင်မလေးစီကစာရောက်လာပြီလားဆိုတာကိုနေတိုင်းမေးမြန်းနေခဲ့တယ်ထောင်ပေါင်းများစွာစောင့်ဆိုင်းခဲ့ပြီးတဲ့နောက်ဒီနေ့တော့နောက်ဆုံးစာရောက်လာခဲ့ပြီအစီကံကအမြန်ပြေးလာနေပေမဲ့လမ်းမှာရုတ်တရက်လေပြင်းတစ်ချက်တိုက်လိုက်တယ်စာရွက်ပါးလေးဟာလေထဲမှာအကြိမ်ကြိမ်လွင့်ဝဲပြီးမြေပေါ်ကိုကျသွားခဲ့တယ်အစီကံကအမြန်ကောက်ဖို့ပြေးလိုက်ပေမဲ့တယောက်ကသူ့ထက်အရင်ရောက်သွားခဲ့တယ်အဲ့ဒီလူကမားကွက်အိမ်တော်ရဲ့ဒုတိယသခင်လေးပေးယူဖြစ်နေတယ်အစီခံမလုပ်ပါနဲ့လို့အော်နေတဲ့ကြားကပေးယူကစာကိုချက်ချင်းဖွင့်ဖတ်လိုက်တယ်စာထဲမှာစာကြောင်း2ကြောင်းပဲရှိတယ်တိုတိုလေးပေမဲ့ဖတ်ပြီးတာနဲ့သူအလွန်ဝမ်းသာသွားခဲ့တယ်မျက်နှာတစ်ခုလုံးလည်းအနိုင်ရသူလိုဂုဏ်ယူဝင်ကြွားတဲ့အပြုံးတွေနဲ့ပြည့်နေတယ်သူကရေရင်တယောက်တည်းပြောလိုက်တယ်အခုတော့ငါ့ကိုလက်ထက်ချင်ပြီပေါ့ဒါပေမဲ့ငါကတော့အခုထိမလက်ထက်ချင်သေးဘူး3 ရက်အတွင်းလာတောင်းရမ်းပေးပါဆိုလားမင်းဆွ3 ရက်ကြာပြီးနေဝင်တဲ့အထိစောင့်နေပါစေငါလုံးဝမလာဘူးငါအပြင်ဘသူကများမင်းကိုလက်ထက်ချင်သေးလဲဆိုတာကြည့်ချင်သေးတယ်ပြောပြီးတာနဲ့သူကစာကိုမြေပေါ်ပစ်ချလိုက်တယ်ရက်တောင်ကိုခရင်စိတ်ကြည်ကြည်နဲ့ထွက်သွားခဲ့တယ်သူအရန်လင်လိုနေတာကြောင့်အစေခံရဲ့နောက်ကအော်တန်ကိုမကြားလိုက်ဘူးဒုတိယသခင်လေးအထင်လွဲသွားပါပြီအဲ့ဒီစာကအိမ်တော်အမွေဆက်ခံသူသခင်လေးအတွက်စာပါဒီရက်ပိုင်းတွင်ပေးရင်လည်းစိတ်မအေးနိုင်ခဲ့ဘူးသူအကြောက်ဆုံးကမင်းဆွရဲ့စာကိုမစောင့်နိုင်ခင်လက်လွတ်သွားမှာနောက်တစ်ခုကရောက်လာတဲ့စာကညင်းပယ်စာဖြစ်နေမှာပြီးတော့ဒီဘဝမှာလည်းသူတို့ထပ်ပြီးလွဲချော်သွားမှာကိုပါအဲ့ဒီအချိန်မှာပဲခြံဝင်းလေးကနေအစေခံရဲ့အော်တန်ထွက်လာတယ်သခင်လေးဒီနေ့မင်းမိသားစုရဲ့ဒုတိယသခင်မလေးစီကစာရောက်လာပါတယ်နောက်ဆုံးတော့သူ့စာရောက်လာပြီးပေးရင်ဟာမစောင့်နိုင်တော့ဘူးသတင်းပေါက်ကနေတစ်ချက်ခုန်ဆင်းပြီးအစေခံစီကိုအမြန်ပြေးသွားတယ်အစေခံလက်ထဲကစာကိုချက်ချင်းယူလိုက်ပြီးလက်တွေတောင်တုန်နေတဲ့အထိစိတ်လှုပ်ရှားစွာဖွင့်ဖတ်လိုက်တယ်ရှင့်ကိုလက်ထက်ရမှာကျမဝမ်းသာပါတယ်ဖြစ်နိုင်မယ်ဆိုရင်3 ရက်အတွင်းကျမအိမ်ကိုလာပြီးတရားဝင်လက်ထက်ခွင့်တောင်းပေးပါစာ2ကြောင်းလေးကိုသူစိတ်ထဲမှာအကြိမ်ကြိမ်ပြန်ဖတ်နေခဲ့တယ်နောက်ဆုံးမှာတော့စာရွက်ကိုကင်ထားရင်းမယုံနိုင်သလိုအစေခံကိုမေးလိုက်တယ်သူငါ့ကိုလက်ထက်ချင်တယ်ဆိုတာဟုတ်တယ်မလားငါဖတ်မှားတာမဟုတ်ဘူးနော်အစေခံကလည်းစာကိုတစ်ခါထပ်ဖတ်ပြီးအတန်ထွက်ဖတ်လိုက်တယ်ရှင့်ကိုလက်ထက်ရမှာကျမဝမ်းသာပါတယ်ဖြစ်နိုင်ရင်3 ရက်အတွင်းလာတောင်းရမ်းပေးပါပြီးတော့သခင်ရဲ့မျောလင့်နေတဲ့မျက်လုံးတွေကိုကြည့်ကအားရပါရခေါင်းငိတ်လိုက်တယ်ဟုတ်ပါတယ်သခင်လေးမင်းမိသားစုရဲ့ဒုတိယသခင်မလေးကသခင်လေးကိုလက်ထက်ရတာဝမ်းသာနေပါတယ်စကားဆုံးတာနဲ့အမြဲတမ်းအေးဆေးတည်ငြိမ်နေတဲ့ပေးရင်ရဲ့မျက်နှာမှာကလေးတယောက်လိုမထိန်နိုင်တဲ့အပြုံးကြီးပေါ်လာခဲ့တယ်ကောင်းလိုက်တာဆွကငါ့ကိုလက်ထပ်ဖို့သဘောတူပြီးငါတို့အိမ်တော်မှာအမွေဆက်ခံသူရဲ့သခင်မရတော့မယ်ဒါပေမဲ့ခဏအကြာမှာလမ်းမှာဖြစ်ခဲ့တဲ့ကိစ္စကိုသူရုတ်တရက်သတိရသွားတယ်အစေခံကပေးရီနဲ့တွေးခဲ့တာအဆအဆုံးကိုအသေးစိတ်ပြန်ပြောပြလိုက်တယ်အထူးသဖြင့်ငါအပြင်ဘသူကမင်းကိုလက်ထပ်ချင်သေးလဲဆိုတာကြည့်ချင်တယ်ဆိုတဲ့ပေးရီရဲ့စကားကိုကြားလိုက်တဲ့အခါပေးရင်ကအေးဆက်ဆက်ရေးလိုက်တယ်